ကဲတော့ဒီနေ့လောင်ဆိုတဲ့စကားလုံးလေးလိုက်ကြည့်မယ်မနော်လောင်ကသူ့ရဲ့အဓိပ္ပာယ်ကအဲ့လိုမျိုးအိုတာတို့အသက်ကြီးတာတို့ပြောတယ်အပေါ်ဆုံးမှာအလေကောင်စလုံးလေးပေါ့နော်လောင်ရန်ဆိုရင်အဲ့လိုအသက်ကြီးရဲ့လူတွေကိုပြောတာဒါပေမဲ့သူ့ရဲ့ဘေးနားမှာတချို့စလုံးလေးကတ်လိုက်မယ်ဆိုလဲတခြားမတူတဲ့အဓိပ္ပာယ်လေးရှိသွားနိုင်တယ်အဲ့တော့ပထမဆုံးက老师ပေါ့老师ဆိုရင်ဆရာမတွေပြောတာနောက်တစ်ခု老板ဆိုရင်တထေးကိုပြောတာအဲ့တော့တထေးကိုပြော老板လို့ခေါ်တာနောက်တစ်ခု老婆နောက်တစ်ခု老公老婆ဆိုရင်မိန်းမကိုခေါ်တာယောက်ျားမိန်းမကိုခေါ်ရင်老婆မိန်းမယောက်ျားကိုခေါ်မယ်ဆိုရင်老公လို့ခေါ်အောက်ဆုံးက老鼠ကြတော့ကြွက်ကိုပြောတာ老鼠နောက်တစ်ခုက老虎ကြတော့ကြားကိုပြောတာ老虎နောက်တစ်ခု老鹰ဆိုတာကသိန်းငတ်ကိုပြောတာ老鹰အဲ့တော့လည်းကြားဆိုအိမ်ဆိုတာသိပါလိမ့်မယ်ကြားအိမ်အဲ့တော့老家နှစ်ခုပေါင်းလိုက်မယ်ဆိုရင်သူကအဲ့လိုဇာတိမြေကိုပြောတာ老家